ရှိကြည်ချမ်းဟာဒေယိုဆိုရကလိုရှိနေတဲ့တရားခံတူဖြစ်ပေမဲ့ခွဲဒီပေါ်ခြေခံဝေနဲ့မကိုင်းညီကိုလို့သူ့ရဲ့ရှင်းနေတွေကကန့်ကွက်ခဲ့တာကြောင့်ဖမ်းဆီးခံခဲ့ရတယ်။2022ခုနှစ်ဩဂုတ်လကစလို့ထိုင်းနိုင်ငံမှာပဲထိန်းသိမ်းခံထားရတာဖြစ်ပါလေ။လက်ရှိမှာတော့ထိုင်းခြေခံဝူတွေခုံရုံကလွယ်ပြောင်းရေးအဝူတွေဟာတိုင်းပြည်ရဲ့ခြေခံဝူတွေနဲ့ကိုင်းညီတယ်လို့အတည်ပြုလိုက်တဲ့အတွက်ရှိကြည်ချမ်းကိုဘယ်နိုင်ငံကိုလွယ်ပြောင်းမလဲဆိုတာနဲ့လွယ်ပြောင်းမဲ့ကိစ္စတွေကိုစပီဆောင်ရွက်သွားရမှာဖြစ်တယ်လို့ထိုင်းသတင်းတွေကဆိုပါလေ။ရှိကြည်ချမ်းဟာမြန်မာနိုင်ငံဘာဝင်ရှေ့တောင်ဟာရှာမှာတရားဝင်အွန်လိုင်းလောင်းကစားလုပ်ငန်းတွေကာစီနိုရုံးတွေဖွင့်လှစ်ခဲ့ပြီးဗီဒီယိုနဲ့ချီတဲ့ငွေကြေးလိမ်လည်မှုတွေကိုလှုပ်ဆောင်ခဲ့သူတို့ဖြစ်ပါလေ။ဒါအပြင်လူကုန်ကူးမှုငွေကြေးခွာချမှုအွန်လိုင်းငွေကြေးလိမ်လည်မှုနဲ့နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေနဲ့ဆွဆွဲခံရရလဲဖြစ်ပါလေ။ရှိကြည်ချမ်းကို1982ခုနှစ်မှာဒေယိုနိုင်ငံဟွန်နန်ပြည်နယ်ရှန်တုံမြို့မှာမွေးဖွားခဲ့တာဖြစ်ပြီးအသက်20အရွယ်မှာဖိလစ်ပိုင်နိုင်ငံကိုပြောင်းရွှေ့ပြီးလောင်းကစားလုပ်ငန်းတစ်ခုကိုထူထောင်ခဲ့ပါတယ်။2015ခုနှစ်မှာတော့သူဟာသူ့ရဲ့ online လောင်းကစားလုပ်ငန်းကိုထိုင်း၊မြန်မာနဲ့ကမ္ဘောဒီးယားနိုင်ငံတွေမှာချဲ့ထွင်ဆောင်ရွက်ခဲ့ပါတယ်။2019ခုနှစ်မှာကမ္ဘောဒီးယားနိုင်ငံသားခံယူခဲ့ပြီးနာမည်ကိုလည်းရှီဂရီယန်ခိုင်လို့ပြောင်းလဲခဲ့ပြီးဟောင်ကောင်မှာယာထိုင် ISG ကုမ္ပဏီကိုဖက်ပွန်တင်ခဲ့ပါတယ်။2019ခုနှစ်မှာကမ္ဘောဒီးယားဆိုရက online လောင်းကစားလုပ်ငန်းတွေကြားဖြတ်လုပ်ငန်းတွေနဲ့ကာစီနိုရုံတွေကိုနှိမ်နင်းခဲ့တာကြောင့်မြန်မာနိုင်ငံမှာရွှေကုတ်ကိုမြို့သေးစီမံကိန်းကိုယင်းနှိမ့်ညွှန်နှံခဲ့ပြီးဒီလုပ်ငန်းတွေကိုဆက်လက်လှုပ်ဆောင်နေခဲ့တာဖြစ်ပါတယ်။